ကျုံးဆက်ဒီကိုမှနောက်ဆုံးပေါ်ဒီဇိုင်းကိုလည်းလိုချင်တယ်ဒုအထူကြီးကိုလည်းလိုချင်ပါတယ်ဆိုတဲ့ customer တွေအတွက်ကျုံးဝင်ကြီးဆက်ဒီဆိုင်မှာအသင့်ရှိပါပြီရှင်ဒီဆက်ဒီမှာ3ယောက်ထိုင်တစ်လုံးတစ်ယောက်ထိုင်က4လုံးနဲ့စပွဲအကြီးတစ်လုံးအသေးတစ်လုံးပါဝင်ပါတယ်ရှင်ဆက်ဒီရဲ့ဒူးတွေကိုရှင်းပြပေးပါမယ်ရှင်လက်တင်ဖြက်က9လက်မဖြက်ဖြစ်ပြီးတော့တိုင်ရ9လက်မပတ်လည်နဲ့ပဲပြုလုပ်ပေးထားဖြစ်ပါတယ်ရှင်ဒူးက2လက်မဒူးအထူဖြစ်ပါတယ်ကြောမီကိုလည်းမြင့်ပေးထားပါတယ်ရှင်ဖင်ထိုင်အမြင့်က16လက်မှာအမြင့်မှာရှိပါတယ်ရှင်ပုံမှန်ဆက်ဒီတွေထက်ကိုမြင့်ပေးထားပါတယ်အယောင်လေးကတော့အပဲချင်းရောင်အပြောင်လေးကိုတုပ်ပေးထားဖြစ်ပါတယ်ရှင်ဒါလေးကတော့3ယောက်ထိုင်မှာ3ယောက်ကိုအကျယ်ကြီးထိုင်လို့ရပါတယ်ရှင်ဒီယောက်ထိုင်ရဲ့အတွင်းဝင်ပတ်လည်ကတော့22လက်မှာပတ်လည်ရှိပါတယ်ရှင်ဒီအရှိမနဲ့ချုပ်တန်းကို3ဘက်ပိတ်ပေးထားတာကြောင့်ပို့ပြီးတော့တောင်းတင်းခိုင်ပါပါတယ်ရှင်အဲ့တော့စပြည့်ကျောမီဒီဇိုင်းကတော့စပြည့်ခိုင်ကိုပဲထွင်းပေးထားတာဖြစ်ပါတယ်ရှင်ယခုပြထားတဲ့ဝင်းကြီးဆက်တီကတော့စိုင်မှာအသင့်ရှိနေတာဖြစ်တဲ့အတွက်ရန်ကုန်မြို့ထဲကို3ရက်အတွင်းအရန်ငွေချေစနစ်နဲ့ပြုလုပ်ပေးပါတယ်ရှင်။နယ်မြို့နယ်တွေအတွက်ကတော့ Aura Confirm ဖြစ်တဲ့ဆိုရင် CN တစ်ဝက်ကောက်ထားပြီးတော့ကျန်ငွေကိုဂိမ်းရောက်ငွေချေစနစ်နဲ့ပြုလုပ်ပေးပါတယ်။ရင်ကျူးပလီဘောကဆိုင်ရဲ့အာမခံချက်လေးကတော့ကျုံးမစစ်ရင်2ဆရောပါတယ်ရှင်။တဘာဝကျုံးသိန်းနဲ့ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်တစ်အကျုံကြော့ဖြစ်ပြီးတော့တစ်ကွမ်းအခက်မှုတွေဖြစ်ခဲ့သည်ရှိတော့အာမခံတစ်နှစ်အတွင်းမှာတစ်ကြိမ်စေးဖို့လက်ခအခမဲ့ပြုလုပ်ပေးမှာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာမှာယူအားပေးနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်အတွင်အင်းမြခိုင်ပါ